ကျမတို့မျက်မှောက်တော်ထဲမှာနေတာတော့ပြောစရာကောင်းတာမရှိဘူးဖြစ်တယ်ဟာလေလုယာဘယ်နှယောက်ကိုးကွယ်တဲ့အချိန်မှာပြောလဲလွန်မြောက်ခြင်းတွေခံစားရမယ်လို့သူပဲယုံကြည်တာဖြစ်တယ်ဟာလေလုယာဆရာကနှုတ်ကပတ်တော်ဝင်ငါဖို့ရန်အတွက်အချိန်ပေးတဲ့အခါမှာကျွန်မလည်းဆူတောင်းနေဆက်ကတ်တယ်ဘုရားသခင်ဒီအသင်းတော်နဲ့ပတ်သက်ပြီးတော့မှဘုရားသခင်ဘာပြောစီချင်တာလဲဆိုပြီးကျွန်မဆူတောင်းတယ်ဆိုတော့အဲ့မှာကျွန်မဆူတောင်းတဲ့အခါမှာဘုရားသခင်ကျွန်မဒီနေရာမှာမတည့်ဖို့ရန်အတွက်ကျွန်မအချိန်ပေါင်းများစွာမျက်မှောက်တော်ထဲမှာကျွန်မစိန်နေကျွန်မဆူတောင်းနေအဲ့ဒီအချိန်မှာဘုရားသခင်ကဖွင့်ပြတဲ့နှုတ်ကပတ်တော်ကျွန်မဒီညမှာနော်ဝင်ငှားသွားမှာဖြစ်တယ်ဟာလေလုယာကျွန်မယုံကြည်တယ်မိတ်ဆွေကျွန်မတို့နော်အထူးကောင်းကြီးခံစားမှာဖြစ်တယ်တင်မကြားဖို့တဲ့ຢာတွေနော်အတိတ်တော်ဖွင့်ပြချက်တွေဘုရားသခင်ကဒီညမှာကြားရသောခွင့်ကိုပေးမှာဖြစ်တယ်ဟာလေလုယာကျွန်မအရင်ဦးဆုံးပေါ့နော်ဒီညနှုတ်ကပတ်တော်ခေါင်းစဉ်ကိုပေးထားတယ်ဆိုတော့ကျေးဇူးပြုပြီးတော့ထိုးပေးစီခြင်းနဲ့ media team တွေကပေါ့နော် Okay ဆိုတော့ကျမတို့ဒီမှာ living sacrifice ဘာသာသုံးခုနဲ့တောင်မှရေးထားတာဆိုတော့ပေါ့နော်အားလုံးနားလည်မယ်လို့ယုံကြည်တယ် living sacrifice အသက်ရှင်သောယစ်နော်ကဲတော့ဇုံမီလို့ဆိုလို့ရှင်အဟင်ဗျန်းနာပေါ့So living sacrifice ဆိုတာကျွန်တော်တို့ကြည့်တဲ့အခါမှာဖယားသခင်အနှစ်သက်ဆုံးသောယစ်မျိုးဖြစ်တယ်ဟာလေလုယာဆိုတော့ဒီအရာကိုကျွန်တော်တို့မသွားခင်မှာပေါ့နော်အရင်ဦးဆုံးကျမ်းစာကြည့်စီခြင်းနဲ့ဝတ်ပြုရချက်အခန်းကြီး1အခန်းငယ်3ကနေပြီးတော့မှ9ထိကိုကျွန်တော်တို့အတူတကွဖတ်ကြမှာဖြစ်တယ်အားလုံးကျမ်းစာပါကြလားမပိုင်လဲဖုန်းထဲကနေကြည့်လို့ရတယ်နော်ဆိုတော့အတူတကွကျွန်တော်တို့ကြည့်ကြရအောင်ဝတ်ပြုရချက်အခန်းကြီး1အခန်းငယ်3ကနေပြီးတော့မှ9ထိတယောက်ကအဆင်ပြေရဆိုရင်မိုင်းနဲ့ကြဲကြဲလေးဖတ်ပေးလို့ရမှာလားဆိုတော့ကျန်တဲ့သူတွေလည်းကျွန်တော်တို့အားလုံးပေါ့နော်အကျယ်ဆုံးတော့တာနဲ့တူတော့ကဖတ်ရအောင် Okay 1 2 3နွားကိုမေရှုရာရစ်ပြုတ်လို့လင်အပြစ်မပါသောအထီးကိုဆောင်ခဲ့၍သာရဖျားစိတ်တော်နဲ့တွေ့ခြင်းကပရိသတ်ဆေဝေရာတဲတော်တကားအနားမှာဆိတ်ရမည်ပူဇော်သောနွားဤခေါင်းပေါ်မှာမိမိလက်ကိုတိုက်ရဖြင့်သူဤအပြစ်ကိုဖြေမင်းအကြောင်းလက်ခံတော်မူမည်သာရဖျားရှိတော်၌ထိုနွားကိုတပ်ပြီးလင်အာယုန်၏သားယေဘရဟိတ်တို့သည်အသွေးကိုယူ၍ပရိသတ်စီဝေးရာတဲတော်တကားအနာယေပလင်ပေါ်မှာပတ်လေဖြန်းရမည်ပူဇော်သောသူသည်ထိုအကောင်၏အရေကိုချွေ၍အပိုင်းပိုင်းဖြတ်ရမည်အာယုန်၏သားယေဘရဟိတ်တို့သည်ယေပလင်ပေါ်မှာမီးကိုထဲ၍မီးပေါ်မှာချင်းကိုခင်းပြီးမှချင်းမော်မှာခေါင်းစီဥတစ်တင်ရမည်ချစ်ချောင်းနဲ့အူအစရှိသည့်တို့ကိုရင်နဲ့အရင်ဆေးရမည်ယေဘရဟိတ်သည်ထိုရစ်တကောင်လုံးကိုယေပလင်မော်မှာမီးရှူရမည်မီးရှူရာရစ်ဖြစ်သည်သာရဖျားအားမီးဖြင့်ဆက်ကပ်၍မွေးကြိုင်သောပူဇော်တကားဖြစ်သည်တဲ့ဟာလေလုယာနှုတ်ကပတ်တော်ဖတ်သွားတဲ့သူရောက်ချင်းစီတိုင်းပေါ်မှာဘုရားသခင်အထူးပဲကောင်းချီးပေးပါစေโอเคကျမတို့ဒီနှုတ်ကပတ်တော်ကိုကြည်လိုက်တဲ့အခါမှာဘာရစ်ကိုမြင်ရလဲဆိုလို့ရှိရင်မီးရှုရာရစ်ကိုမြင်ရတာဖြစ်တယ်ဆိုတော့ဖယားသခင်ကဒီနေ့မှာမောရှေစီမှာဘာပြောလဲဆိုရင်သင်ကားတဲ့ဣသေလလူမျိုးတွေကိုပြောရမယ်တဲ့ဘာပြောရမလဲဆိုလို့ရှိရင်သူတို့ကပူဇော်တကားကိုပြုတ်လို့တဲ့သူကနော်ဒီဖယားသခင်ကသူတို့ဘယ်လိုမျိုးပုံစံနဲ့ပူဇော်ရမလဲဆိုတဲ့အရာကိုအဆင့်တဆင့်ချင်းစီသူကပြောသွားတာဖြစ်တယ်ဆိုတော့အဲ့ဒီအခါမှာကျွန်တော်တို့ကြည့်ရအခါမှာပထမပုံကိုပြပေးပါအပြစ်မပါတော့အထီးအောင်ခဲ့၍ပေါ့နော်ပထမနေရာမှာကျတော့ဘာလုပ်ရမလဲဆိုလို့ရှိရင်ကျွန်တော် choose and bring animal ပထမနေရာမှာကျတော့ပေါ့နော်သူတို့ကအကောင်ကိုရွေးချယ်ရတယ်ပြီးတော့အဲ့ဒီအရာကိုနော်အပြစ်ဖြစ်ဒီဗာလဲမီရှုရာရစ်ကိုပူဇော်ခြင်းတဲ့သူကဘာလုပ်ရမလဲဆိုရင်ယူလာရမယ်အဲ့ဒီအကောင်ကဘာဖြစ်လာရမလဲဆိုလို့ရှိရင်အပြစ်မပါတဲ့အကောင်ဖြစ်ရမယ်လို့ပြောထားတယ်ဟာလေလုယာဆိုတော့ဒီနှုတ်ကပတ်တော်ကြီးလိုက်တဲ့အခါမှာဒီအပြစ်မပါတဲ့အကောင်ဆိုတာကနော်ကျွန်တော်တို့သိတယ်ယေရှုခရစ်တော်ကိုပုံဆောင်နေတာဖြစ်တယ်ဟာလေလုယာအဲ့မှာအောက်မှာကြီးလိုက်တဲ့အခါမှာသာရဖျားစိတ်တော်နဲ့တွေ့ခြင်းကဆိုတော့အရင်တော့ကကျတော့ဖယားသခင်ရဲ့စိတ်တော်နဲ့တွေ့ဖို့ရန်အတွက်လောကသားအလုံးမှာအပြစ်ရှိတာဖြစ်တဲ့အတွက်ဘယ်သူကမှဖယားရဲ့စိတ်တော်နဲ့မတွေ့နိုင်ဘူးဖြစ်တယ်အဲ့ဒီအချိန်မှာနော်ယေရှုခရစ်တော်ကသင်နဲ့ကျွန်တော်ကိုစားမီးရှုရာရစ်ကိုပူဇော်ပေးတာဖြစ်တယ်ဟာလေလုယာဆိုတော့ဖယားသခင်ရဲ့စိတ်တော်နဲ့တွေ့ဖို့ရန်အတွက်သူတို့ကဘာလုပ်လဲဆိုလို့ရှိရင်
အဲ့ဒီအကောင်ကိုယူလာပြီးတော့မှနော်တဲတော့တကားအနားမှာဆက်ရမယ်ဒုတိယပုံမှာနော်ဒီနံပါတ်2နေရာမှာပေါ့နော် lay hands and confess sins ဆိုတော့သူတို့ရဲ့ဘာလို့လဲဆိုရင်အပြစ်ရှိတဲ့သူကအဲ့ဒီသူ့လက်ကိုနော်ဒီအကောင်ပေါ်မှာတင်ပြီးတော့မှ confess sin သူ့ရဲ့အပြစ်တွေကိုသူက confess ဝန်ခံတယ်ငါအပြစ်ရှိတယ်ဆိုတဲ့အကြောင်းကိုသူကဝန်ခံတာဖြစ်တယ်ဆိုဒီအရာကိုကျွန်တော်ဆက်ပြီးတော့မှကြီးလိုက်တဲ့အခါမှာပေါ့နော်အခန်းငယ်ကိုဒုတိယပုံကိုထိုးစီခြင်းနဲ့ Okay ဒီမှာကြီးတဲ့အခါမှာနော်တတိယနေရာမှာကျတော့ slaughter and collect blood အဲ့ဒီမီးရှူရရစ်ကိုပူဇော်တဲ့သူကိုယ်တိုင်ကဘာလုပ်ရလဲဆိုရင်အဲ့ဒီအကောင်ကိုသူကိုယ်တိုင်တိုက်ရတယ်တပ်ပြီးတော့မှအသွေးကိုဘသူကယူလဲဆိုရင်နော်အာယုံရဲ့သားတွေနော်ယိဘရဟိတွေကယူပြီးတော့မှအဲ့တော့ပတ်လည်မှာဖြန့်ဖို့ရတော့ပေါ့နော်ယူလာတယ်ဆိုတဲ့ຢာကိုကျမတို့မြင်တွေ့ရတယ်ကျမတို့ဒါကိုဘာကြောင့်ပုံနဲ့တကွပြောပြရတာလဲဆိုလို့ရှိရင်တဲ့မီးရှူရရစ်ဆိုတာဘယ်လိုပူဇော်ရတာလဲဆိုတဲ့ຢာကိုနားလဲစီခြင်းလို့ဖြစ်ပါတယ်ဟာလေလုယာဆိုNumber 4 number 4မှာကြီးလိုက်တဲ့အခါမှာ place on altar and burn ဆိုတော့အဲ့ဒီအရာကိုကျွန်တော်အရင်ဆုံးကျမ်းစာကြည့်စီခြင်းတယ်အခန်းငယ်ခွန်ကနေပြီးတော့မှအာယုံဝိတယိဘရဟိတို့ဒီယိပလင်ပေါ်မှာမီးကိုထဲ၍မီးပေါ်မှာချင်းကိုခင်းပြီးမှချင်းပေါ်မှာခေါင်းစီဥသားတစ်များကိုတင်ရမည်ဟာလေလုယာဒီနေရာမှာယိဘရဟိတွေကဘာလုပ်ရတာလဲဆိုလို့ရှိရင်နော်ဒီပုံကိုကြည့်လိုက်တဲ့အခါမှာဒီယိဘရဟိတွေကအဲ့ဒီအသားတွေပေါ့နော်သူတို့ရဲ့ခေါင်းတွေစီဥတွေနော်အသားတစ်တွေပြီးတော့ကိုးမှာဆက်ကြည့်တဲ့အခါမှာခြေထောက်တွေနော်သူ့ရဲ့အူတွေအားလုံးကိုသူတို့ကဘာလုပ်ရတာလဲဆိုရင်အဲ့ဒီမီးပေါ်မှာသူတို့ကတင်ရတယ်ဆိုတော့အဲ့ဒီမီးပေါ်မှာအားလုံးကိုဘာလုပ်ရလဲဆိုရင်မီးရှူရတယ်ကိုင်းငယ်ကိုးကိုကြည့်လိုက်တဲ့အခါမှာဗာမြင်တွေ့ရလဲဆိုရင်ချစ်ထောက်နဲ့အဝဆရှိတီတော့ကိုရေနဲ့အရင်ဆေးရမယ်တဲ့နော်ချစ်ထောက်ဆိုတဲ့အရာကဘာလဲဆိုရင်ကျမတို့နေ့တိုင်းမှာသွားလာနေရတဲ့နော်အပြင်ပိုင်းကိုပြောချင်တာဖြစ်တယ်အဝဆဆိုတာကကျမတို့ဒီအတွင်းပိုင်း inner part ပေါ့နော်အတွင်းပိုင်းကိုဆိုလိုချင်တယ်ဆိုတော့အဲ့ဒီအရာတွေအားလုံးကိုဘာလို့ရတာလဲဆိုရင်ရေနဲ့အရင်ဆေးရတယ်ဒါကြောင့်သင်ဖယားเจ้าကိုလာတဲ့အခါမှာတင်ရဲ့စိတ်နှလုံးသားအတွင်းမဲ့နဲ့တင်လာဖို့ရတော့လိုတယ်တခါတလေကျရင်ကိုယ့်ရဲ့နော်ဖယားရှိမှကျွန်တော်တို့ဘာမှဝတ်ထားလို့မရဘူးဖြစ်တယ်တင်ဖယားတကယ်ရှိကိုလာတဲ့အခါမှာတင်ရှိကိုရှိအတိုင်းတင်လာတယ်ဆိုလို့ရှိရင်ဖယားတခင်ကအတွေ့ခါမှာဖြစ်တယ်ဟာလေလုယာတင်ဒီညမှာတင်ဖယားเจ้าကိုရောက်လာတဲ့အခါမှာတင်ကိုတင်နော်အပြစ်ရှိတယ်လို့ခံစားကောင်းခံစားလိုက်မယ်နော်တင်ကိုတင်မလုံချုံကောင်းဖြစ်ကောင်းဖြစ်နိုင်တယ်ဒါပေမဲ့တင်ဖယားရှိမှလာတဲ့အခါမှာအရှိကိုရှိတိုင်းတင်တိုးဝင်ဖွင့်ရအတွက်ကျွန်တော်တို့နော်ပြောပြချင်တာဖြစ်တယ်ဟာလေလုယာအဲ့မှာကြည့်တဲ့အခါမှာနံပါတ်အခန်းငယ်6ထဲမှာပေါ့နော်ယိဘရဟိတွေထိုရစ်တကောင်လုံးကိုယိပလင်ပေါ်မှာမီးရှို့ရတယ်တဲ့ဟာလေလုယာရစ်တကောင်လုံးကိုတို့ဘာလို့လဲဆိုလို့ရှိရင်ယိပလင်ပေါ်မှာအကုန်လုံးမီးရှို့ရတယ်ဘာမှမကြံဘူးဆိုတော့ဒီဓမ္မဟောင်းထဲမှာကျွန်တော်တို့ကြီးလိုက်တဲ့အခါမှာရစ်ပူဇော်ခြင်းအမျိုးမျိုးရှိတယ်အဲ့ဒီထဲမှာဒီမီးရှူရာရစ်ကထိုးကြတာတစ်ခုကဘာလဲဆိုရင်တခြားအရာတွေနဲ့မတူဘူးဒါကဘယ်သူ့အတွက်မှလည်းမချန်ထားဘဲနဲ့တို့အကုန်လုံးကိုဘာလုပ်ရတာလဲဆိုရင်မီးရှူရတာဖြစ်တယ်အဲ့ဒီအရာမီးရှူတယ်ဆိုတဲ့အရာကဘာကိုပုံဆောင်တာလဲဆိုလို့ရှိရင်ကျွန်တော်တို့တနည်းအားဖြင့်ပြောမယ်ဆိုရင် surrender everything တဲ့ရဲ့အရာခတ်တဲ့ကိုဖယားရှိမှ surrender လုပ်နေခြင်းဖြစ်တယ်ဟာလေလုယာမိတ်ဆွေတင်ဒီညမှာတင်ရဲ့ဘဝတစ်ခုလုံးဖယားရှိမှ surrender လုပ်တဲ့သူဖယားတဲ့အတွေ့ခါမှာဖြစ်တယ်ဟာလေလုယာတင်ဘဝတစ်ခုလုံးကို surrender လုပ်တဲ့အခါမှာဝိညာဉ်တော်မီးကတင်ပေါ်မှာကြာလာမှာဖြစ်တယ်အာမင်ကျွန်တော်တို့နော်ဇကားတွေကြည့်တဲ့အခါမှာကျွန်တော်တို့ဗာမြင်တွေ့ရလဲဆိုရင်စစ်တိုက်တဲ့ဇကားမျိုးဆိုလို့ရှိရင်တို့ကပေါ့နော်အချင်းချင်းစစ်တိုက်တယ်အဲ့ဒီအချိန်မှာတစ်ဖက်ကလူတွေကသူတို့ကနော်ရှုံးလိုက်တယ်အဲ့ဒီအချိန်မှာသူတို့ဘာလုပ်ရတယ်ဆိုရင် surrender သူတို့လက်မြောက်တယ်အဲ့ဒီအချိန်မှာနော်တစ်ဖက်ကလူတွေကအဲ့ဒီလူကိုသွားသိမ်းတယ်အကုန်လုံးသိမ်းတယ်ရှိသမျှဥစ္စာတွေသိမ်းပေးတယ်အကုန်လုံးရာခတ်တဲ့ကိုသူတို့သိမ်းတယ်အဲ့ဒီအချိန်မှာဒီနော်ရှုံးတဲ့သူတွေကဘာမှလုပ်ပိုင်ခွင့်မရှိတော့ဘူးဘာကြောင့်လဲဆိုတော့သူတို့ကရှုံးထားတာဖြစ်တယ်ဒါဆိုသူတို့မှာဘာမှလုပ်ပိုင်ခွင့်မရှိဘူးနိုင်တဲ့သူတွေကအဲ့ဒီအရာခတ်တဲ့ကိုနော်ယူတယ်ပြီးတော့သူတို့ကိုခိုင်းချင်တယ်လို့ခိုင်းလို့ရတယ်တင်ဟိုကိုသွားဟိုဟာလောက်ဒီဟာလောက်ဆိုသူတို့အကုန်လုံးလုပ်ပေးရတာဖြစ်တယ်။ဘာကြောင့်လဲဆိုတော့ဟိုဘက်ကလူတွေက surrender လုပ်ထားလို့
မိတ်ဆွေတင်းရဲ့အသက်တာမှာဒီညမှာတင်း surrender လုပ်ထားတယ်တင်းဘဝမှာဖခင်သခင်ရဲ့ရှေ့မှာတင်း surrender လုပ်ထားတယ်ဆိုလို့ရှိရင်တင်းကိုယ်တိုင်တဲ့စိတ်ကြအသက်ရှင်လို့မရတော့ဘူးဖြစ်တယ်ဟာလေလုယာတခါတလေကျရင်ကျွန်တော်တို့ဖခင်သခင်ကိုတော့ချစ်ကြပါတယ်ဟုတ်ပါတယ်မှန်တယ်ဖခင်เจ้าကိုတော့လာကြတယ်နော်ဖခင်ကိုတော့ကိုးကွယ်ကြတယ်တခါလေကျမျက်ရည်တွေကြားပြီးကိုးကွယ်ကြတယ်ဒီအရာတွေကလည်းအရန်ကောင်းပါတယ်ဒါပေမဲ့ဖခင်သခင်ကတင့်ကို surrender လုပ်ဖို့ရအတွက်တောင်းဆိုတဲ့အခါမှာသင် surrender လုပ်ရဲလားအဲ့ဒီမေးခွန်းကိုကျွန်မဒီညမှာမေးချင်တာဖြစ်တယ်ဟာလေလုယာကျွန်တော်တို့ဖခင်သခင်ရဲ့ရှေ့မှာအရာခတ်တဲ့ကို surrender လုပ်တဲ့အခါမှာဖခင်သခင်ကနော်ငါသားငါသမီးဒီဟာကိုလုပ်ပါဟိုကိုသွားပါဆိုတဲ့အချိန်ကြရင်ရောကျွန်တော်တို့လုပ်ရဲလား surrender ဆိုတာကအကုန်လုံးကိုဖျားပြောတဲ့အရာမှတမျှကိုနော်ကျွန်တော်တို့လုပ်ရဲဖို့လိုတာဖြစ်တယ်အဲ့ဒီအချိန်ကြမှာကျွန်တော်တို့ရဲ့အသက်တာမှာနော်မိကြလာမှာဖြစ်တယ်အာမင်ယောမအခန်းကြီး7အခန်းငယ်1ထဲမှာနော်ကျွန်တော်တို့ကြည့်တဲ့အခါမှာအတူတကွကျမ်းစာကိုပြန်ကြည့်စေခြင်းတယ်ယောမအခန်းကြီး7အခန်းငယ်1ကိုတွေ့တယ်ဆိုလို့ရှိရင်ကျွန်တော်တို့အတူတကွဖတ်ရအောင်အကျယ်ဆုံးတော့တာနဲ့အတူတကွဖတ်ရအောင်1 2 3ညီအကူရောအသက်ရှင်ခြင်းလက္ခဏာတန်ရှင်ခြင်းလက္ခဏာဖျားသခင်နှစ်သက်တော်မူဖွယ်သောလက္ခဏာနဲ့ပြည့်စုံသောရစ်ကိုတင်တို့ဒီပူဇော်၍မိမိကိုခန္ဓာကိုဖျားသခင်အားဆက်ကပ်ခြင်းတည်ဟူသောတင်တို့ပြုတ်အပ်သောဝတ်ကိုပြုတ်မိအကြောင်းဖျားသခင်၏ဂယုဏတော်ကိုထောက်ထား၍တင်တို့ကိုငါတိုက်တွန်းနိုးဆော်ပေ၏တဲ့ဟာလေလုယာဒီကျမ်းပိုက်ကိုကြည့်တဲ့အခါမှာကျွန်တော်တို့ဗာမြင်တွေ့ရလဲဆိုရင်အသက်ရှင်ခြင်းလက္ခဏာတန်ရှင်ခြင်းလက္ခဏာဖျားသခင်နှစ်သက်တော်မူဖွယ်သောလက္ခဏာဆိုတော့ကျမတို့ရဲ့ Christian life အသက်တာထဲမှာကျမတို့ Christian အသက်တာမှာဖျားသခင်ရဲ့အလိုတော်အတိုင်းအသက်ရှင်ဖို့ကတိတ်ကိုအရေးကြီးတာဖြစ်တယ်ဟာလေလုယာကျမတို့ဖျားရဲ့အလိုတော်အတိုင်းအသက်ရှင်ဖို့ရအတွက်အတန်တော်ကြားတတ်ဖို့လိုတယ်ဟုတ်တယ်နော်ဥပမာဒီမှာရှိတဲ့ဆရာကနော်ဒီမှာတင်းသူတင်းသားတွေကိုတခုခုခိုင်းတယ်အတမကြပဲနဲ့ကျမတို့လုံးလုံးမရဘူးဆရာကတခုကိုရေးနော်ယူလာဖို့ခိုင်းတယ်ဆိုလို့ရှိရင်ကျမတို့အတမကြပဲနဲ့နော်လုံးတယ်ဆိုရင်ထိုင်ခုံယူလာတာလည်းဖြစ်နိုင်တယ်ဟုတ်တယ်နော်အဲ့ဒီအတိုင်းပဲကျမတို့ရဲ့တက်တာမှာဖယားရဲ့အတန်တော်ဆိုတာကြားတတ်ဖို့လိုတယ်ဒါကြောင့်သင်ဖယားရဲ့အလူတော်အတိုင်းအသက်ရှင်ဖို့နေ့အတိုင်းမှာကျမတို့နှုတ်ကပတ်တော်ဖတ်ဆင်ခြင်ဖို့ရတော့လိုတယ်အာမင်သင်နေ့အတိုင်းမှာဖယားရဲ့အတန်တော်ကြားတတ်ဖို့ရတော့လိုအပ်တာဖြစ်တယ်ဆိုတော့ဒီနေရာမှာကျွန်မ highlight လုပ်ချင်တဲ့အရာတစ်ခုရှိတယ်အဲ့ဒီအရာကဘာလဲဆိုရင်မိမိကိုယ်ခန္ဓာကိုဖယားသခင်အားဆက်ကပ်ခြင်း to offer your body as a living sacrifice တဲ့ရဲ့ခန္ဓာကိုတစ်ခုလုံးတဲ့ဘဝတစ်ခုလုံးကိုဘာလုပ်ရတာလဲဆိုရင် living sacrifice အသက်ရှင်သောရစ်နဲ့ပူဇော်ခြင်းဖြစ်တယ်အရင်တော့ကတော့ဖယားသခင်ကနော်ရစ်ကိုသူတို့ပူဇော်တဲ့အခါမှာဘုရားသခင်ရဲ့ရှေ့မှာရစ်ကိုပူဇော်တဲ့အခါမှာသူတို့ကသရေဆန်တွေကိုယူလာရတယ်ဒါပေမဲ့ဒီခေတ်မှာကျတော့ဘုရားကအဲ့ဒီຢာတွေကိုမလိုချင်တော့ယေရှုခရစ်တော်ကလည်းသေပြီးပြီဒါကြောင့်ကျွန်တော်တို့ကထပ်ပြီးမှသေရမှာလားမဟုတ်ဘူးဒါပေမဲ့ living လို့ပြောထားတယ်အသက်ရှင်သောရစ်ကိုယ်တိုင်ကရစ်ပလင်ပေါ်မှာသွားသေဖို့မဟုတ်တော့ဘဲနဲ့ဘာဖြစ်ရမှာလဲဆိုရင်နေ့တိုင်းမှာဒီအရာကဘာပုံဆောင်တာလဲဆိုရင်နေ့တိုင်းမှာကျွန်တော်တို့ရဲ့အသက်ရှင်ခြင်းကဖခင်သခင်ကအလိုတော်အတိုင်းအသက်ရှင်ဖို့ဖခင်နော်အလိုတော်ရှိတာဖြစ်တယ်ဟာလေလုယာတခါတလေကြရင်ကျွန်တော်တို့ရဲ့အသက်တာမှာဘာကြောင့်ကျွန်မရဲ့ဘဝမှာဖခင်ရဲ့ဘုန်းတော်ကိုမမြင်တွေ့ရတော့တာလဲဘာကြောင့်ဖခင်ရဲ့မေတ္တာကိုမခံစားရတော့တာလဲဘာကြောင့်ဖခင်သခင်နဲ့ဝေးတယ်လို့ခံစားနေရတာလဲအဲ့လိုခံစားတဲ့သူရှိလားတခါတလေကြရင်တော့အရင်နှစ်တုန်းကတော့ဖခင်ကကျမနဲ့အတူရှိတယ်ကျမဆူတောင်းတယ်ဆိုလို့ရှိရင်လည်းချက်ချင်းအဖြေပေးတယ်ကျမဘာပဲလို့ဖခင်ကအတန်တော်ကိုကြားတယ်ဒါပေမဲ့ခုကျတော့အဲ့လိုလည်းမကြားရတော့ဘူးဖခင်ရဲ့အတူပါရှိခြင်းဆိုတာလည်းမကြားတော့ဘူးဖခင်သခင်ကကျွန်ုပ်နဲ့အတူမပါရှိတော့ဘူးလားအဲ့လိုခံစားတဲ့အချိန်တော့ရှိကောင်းရှိနိုင်တယ်အဲ့ဒီလူတွေကဘာလို့လဲ you need to surrender everything တဲ့ရဲ့အရာခတ်တဲ့ဖခင်ကတောင်းဆိုတဲ့အရာသင်ပေးဖို့ရတော့လိုအပ်တာဖြစ်တယ် hallelujah ဖခင်သခင်ကသင်ကိုတစ်ခါတည်းကြရင်မနဲ့စောစောထားပြီးငါနဲ့အချိန်ယူပါပြောရဲဆိုကျမတို့လုံရဲလားဟုတ်ပါတယ်ညတကောင်မှာအဲ့တာကိုဆရာမရဲ့ညတကောင်မှာအဲ့တာဆိုတော့နော်မနဲ့တော့စောစောမထားနိုင်ဘူးဒါပေမဲ့တင်းရဲ့နေ့24နာရီအချိန်ရှိတဲ့အချိန်မှာတင်းဖယားအတွက်ဘယ်လောက်အချိန်ပေးလဲအဲ့ဒီအရာကိုဖယားကစိတ်ဝင်စားတာဖြစ်တယ်ဟာလေလုယာကျွန်တော်တို့ဖယားသခင်ကိုတကယ်ချစ်တယ်ဆိုလို့ရှိရင်လေအချိန်ပေးတာဖြစ်တယ်ဟုတ်တယ်နော်ကိုချစ်တဲ့သူတွေကိုဘာလို့ရတာလဲအချိန်ပေးတယ်ဖယားကိုတင်းကိုယ်တိုင်လဲချစ်တယ်ဆိုလို့ရှိရင်အချိန်ပေးဖွင့်ရတော့လိုအပ်တာဖြစ်တယ်ဟ
ဟာလေလုယာကျမတို့အချိန်ပေးခြင်းဆိုတာကဖခင်ကိုနော်အော်နာပေးခြင်းကျမတို့ဖခင်ကိုချစ်တယ်ဆိုတဲ့အကြောင်းကိုပြသနေခြင်းဖြစ်တယ်ဟာလေလုယာဒီကျမ်းစာထဲမှာကြည်လိုက်တဲ့အခါမှာဖခင်သခင်ကိုအယံချစ်တဲ့ပုံကိုရှိတယ်ဖခင်သခင်ကလွယ်လို့သူဘာတခုမှမလိုချင်တဲ့ပုံကိုတယောက်ရှိတယ်အဲ့ဒီလူကပဲသူလဲဆိုရင်ဒါဝိရဲ့အသက်တာမှာသူငငယ်ကလေးကဖခင်ကိုနော်ချစ်တယ်ဟုတ်တယ်သူအရင်တော့ကတော့ဘယင်မဖြစ်ခင်မှာတော့ဟုတ်ပါတယ်သူကတိုးချောင်းသားလေးပဲတိုးတွေချောင်းတယ်တိုးချောင်းသားဆိုတာကမိတ်ဆွေကြည်လူမျိုးတွေထဲမှာနေရတာတော့မဟုတ်ဘူးဘယ်မှာနေရတာလဲတိုးချောင်းတယ်ဆိုရင်တောထဲမှာနေရတာဟုတ်တယ်နော်ဆိုတော့တောထဲမှာနေတဲ့အခါမှာဘသူကမှသူ့ကိုမြင်တာလည်းမဟုတ်ဘူးသူရဲ့တိုးတွေရဲ့ပဲရှိတယ်အဲ့ဒီအချိန်မှာပင်လေဘသူကငါ့ကိုမတွေ့ဘူးကျွန်တော်မတွေ့ဘူးငါကြိုက်တယ်လို့နေလို့ရတယ်ဆိုပြီးတော့မှသူမပြောဘူးဒါဝိကဖယားနဲ့အချိန်ယူတယ်ဟာလေလုယာဒါဝိကနော်တစ်ပင်တွေတွေ့တယ်ဆိုလို့ရှိရင်လေသူတချင်းဆက်တယ်ရေတွေနော်စီးစင်းနေတဲ့ຢာတွေကိုတွေ့တယ်ဆိုလို့ရှိရင်လေသူကတချင်းဆက်တယ်ဖယားသခင်ကိုချစ်တဲ့အကြောင်းကိုသူတချင်းနဲ့ဆက်ဆိုတယ်သူဖယားရဲ့ကောင်းမြတ်ခြင်းတွေကိုပဲနေ့တိုင်းမှာတွေ့တယ်သူဘယ်လောက်ထိဖယားကိုစာငါလဲဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့ကြည့်တဲ့အခါမှာ29ခုမြောက်သောဆာလံအပိုင်းငယ်၄ထဲမှာဖယားသခင်ရဲ့ရှေ့မှာတယ်နော်တစုံတစ်ခုပဲတောင်းလို့ရမယ်ဆိုလို့ရှိရင်တစ်သက်လုံးဖယားရဲ့အိမ်တော်မှာနေဖို့ရတော့သူတောင်းဆိုတာဖြစ်တယ်မိတ်ဆွေကျွန်တော်တို့ဒီကာလမှာဖယားသခင်ကငါအသားငါသမီးတစုံတစ်ခုကိုပဲငါစီမှာတောင်းပါငါချက်ချင်းပေးမယ်အဲ့လိုပြောတယ်ဆိုရင်ကျွန်တော်တို့ဘာတောင်းပါလဲဖယားသခင်နော်အိမ်ကိုပေးပါကားကိုပေးပါဒါမှမဟုတ်ရင် iPhone 17 Pro Max ကိုပေးပါအဲ့လိုပဲတောင်းပါလားမိတ်ဆွေကျမတို့ဖယားသခင်စီမှာနော်ဒါဝိကဲသုံးနှလုံးသားနဲ့တိုးဝင်ဖွင့်ရတော့လိုရတာဖြစ်တယ်ဒါဝိကသူဘယင်ဖြစ်ဖို့ရအတွက်လဲစုမတောင်းခဲ့ဘူးဖယားသခင်ကျွန်တော်ကိုဘယင်နေရာမှာပို့ပါအဲ့လိုလဲစုတောင်းခဲ့တဲ့ပုံကိုမဟုတ်ဘူးသူဘယ်နေရဘယ်အစ်စ်ပဲရောက်ဖယားဟုတ်ပါတယ်သူ့ကိုသူ့ကြောင့်သားကနေတစ်ဆင့်သူ့ကိုချင်းမြောက်တဲ့အဆိုတဲ့အရာကိုကျွန်တော်တို့မြင်တွေ့ရတယ်ဒါပေမဲ့ဘယ်အစ်စ်မဲရောက်ဒါဝိကဖယားကိုစာငတ်တယ်ဟာလေလုယာသူဘာပြောလဲ one thing I ask from God ဖယားတကယ်ဖယားစီကနေတဆုံတကိုတောင်းလို့ရတယ်ဆိုရင်တဲ့ဖယားရဲ့အိမ်တော်မှာတစ်သက်လုံးနေဖို့ရန်အတွက်သူကဘာပြောလဲဆိုရင်တောင်းဆိုခဲ့တာဖြစ်တယ်ဟာလေလုယာမိတ်ဆွေကျွန်တော်တို့ဒီကာလမှာဖယားတကယ်ကိုအဲ့ဒီပုံစံနဲ့ရှာရအောင်ကျမတို့လောကကြီးကအရန်ပျက်စီးနေပြီဟုတ်တယ်ယေရှုခရစ်တော်ကဒီနေ့ကျန်ပြန်ကြွလာမယ်ဒါပေမဲ့ကျမတို့ကလောကအရာတွေနဲ့ပဲပျော်မွေ့နေသေးတယ်ဆိုရင်မိတ်ဆွေကျမတို့ဖခင်ရဲ့အလိုတော်အတိုင်းအသက်မရှင်သေးလို့ဖြစ်တယ်ဟာလေလုယာကျမတို့ဒါဝိကဲတော့အဲ့ဒီဖခင်ကိုစာငါရအောင်ဒါဝိကပြောတယ်ဖခင်သခင်ရဲ့အိမ်တော်မှာတစ်သက်လုံးနေဖို့အဲ့ဒီအခွင့်တစ်ခုကိုနော်ငါဆုတောင်းတယ်ဘာထပ်ပြောလဲဆိုရင်သူအခွင့်ကိုငါရှာရအောင်မယ်တခါရှာရင်လည်းသူမပြီးဘူးညမှာဖယားနဲ့အချိန်ယူတယ်အဲ့လောက်နဲ့ပဲမပြီးသွားဘူးနော်နေ့လေရောက်တော့လဲသူဖယားနဲ့အချိန်ယူတယ်သူအချိန်တိုင်းမှာဖယားကိုရှာတယ်တရားကိုရှာတယ်မပြီးသေးဘူးသူကထပ်ရှာတယ်ကြိုးစားပြီးတော့တောင်မှသူထပ်ရှာတာဖြစ်တယ်ဟာလေလုယာမိတ်ဆွေကျွန်တော်တို့ဒီကာလမှာအဲ့ဒီပုံစံနဲ့ဖယားကိုရှာရအောင်တင်လိုအပ်တဲ့ຢာတွေဖယားသခင်နောက်မှပြန်ထောက်ပံ့ပေးလာမှာဖြစ်တယ်တခါတည်းကျကျွန်တော်တို့ကောင်းကြီးကိုလိုက်လေသူကပြေးလေဖြစ်တယ်ကျမတို့ကကောင်းကြီးသူကိုပဲရှာတယ်တနေ့အလုံးနဲ့ပဲအချိန်ကုန်တယ်ဟာဒီနေ့တော့ငါအလုံးရမ်းများတယ်ဘုရားနဲ့အချိန်မယူအားဘူးစုမတောင်းအားဘူးအုတ်တီရှိလို့နော်အချိန်ပိုလို့ရတော့ဘုရားနဲ့အချိန်မယူအားဘူးကျမ်းစာမဖတ်အားဘူးမိတ်ဆွေအဲ့ဒီပုံစံနဲ့ဆိုရင်ဘုရားသခင်ရဲ့စိတ်တော်နဲ့ကျမတို့ဝေးနေမှာဖယားရဲ့အတန်တော်ကြားဖွင့်ရတော့ဝေးနေမှာဖြစ်တယ်။ဒါကြောင့်ဒီကာလမှာကျမတို့ဖယားသခင်ဒါဝိရှာတဲ့ပုံစံနဲ့ရှာကြည့်ပါ။သင်ဒီ2026မှာဖယားသခင်စီမှာပဲအဲ့ဒီစုကိုသာတောင်းကြည့်ပါ။သင်ဘဝထူးခြားမှာဖြစ်တယ်။ဟာလေလုယာ။သင်ဘဝဖယားသခင်ကပြောင်းလဲပေးမှာဖြစ်တယ်။မိတ်ဆွေသင်ကိုသင်တခါလေကြံခံစားကောင်းခံစားလိမ့်မယ်။ကျွန်တော်ကတာမန်လိုပဲဖယားသခင်ကမလေးရှားကိုပို့လာတာတာမန်လို့ပဲလောက်ရတယ်ပကံမဲစင်းနေရတယ်။နော်သူများခိုင်းတာကိုပဲလောက်ရတယ်။ဒီပုံစံနဲ့ပဲဖခင်ကငါ့ကိုဖန်ဆင်းတာထင်တယ်ကိုရောက်တာလဲ10နှစ်တောင်နော်10နှစ်ကျော်တောင်ရှိနေပြီဒါမှမဟုတ်ရင်9နှစ်လား2နှစ်3နှစ်လားရှိနေပြီဖခင်ကငါ့ကိုဒီလောက်နဲ့ပဲဖန်ဆင်းတာထင်တယ်မိတ်ဆွေမထင်နဲ့ဖခင်သခင်ကတင့်ကိုကြီးမြတ်တဲ့သူဖြစ်စေခြင်းတယ်အာမင်ဘယ်သူတယောက်ကမှဖခင်သခင်ကတာမန်အနေနဲ့ဖန်ဆင်းတာမရှိဘူးဖြစ်တယ်အားလုံးကကြီးမြတ်တဲ့ပုံကိုယ်တွေဖြစ်တယ်ဟာလေလုယာမိတ်ဆွေအခုချိန်မှာတင့်ကိုတင်ကြည့်တဲ့အခါမှာနော်ဘာမှမဟုတ်ဘူးတင့်ဘေးကလူတွေတင့်မိသားစုတွေတောင်မှတင့်ကိုနော်အားလည်းမကြဘူးနော်တာ
မန်လူလို့ပဲထင်ကောင်းထင်လိမ့်မယ်ဒါပေမဲ့ဖယားတခင်ကတင့်ကိုအဲ့လိုမမြင်ထားဘူးအာမင်ဖယားတခင်နှုတ်ကပတ်တော်ကတင့်ကိုအဲ့လိုမပြောထားဘူးဖယားတခင်ကတင့်ကိုကြီးမြတ်တဲ့ပုဂ္ဂိုလ်ဖြစ်စေခြင်းနဲ့တင့်အားဖြင့်လူပေါင်းများစွာကိုနော်ကယ်တင်ခြင်းရစေခြင်းနဲ့နော်ကောင်းကြီးရစေခြင်းတာဖြစ်တယ်ဟာလေလုယာဒါကြောင့်ဒါဝိရှာတဲ့ပုံစံနဲ့ကျွန်တော်တို့ရှာရအောင်နောက်ကျမ်းစာတစ်ခုမှာကျွန်တော်တို့ကြည့်ရအောင်အဲ့ဒီရာကဘာလဲဆိုရင်နော်63ခုမြောက်တော့ဆာလံပိုင်းငယ်တစ်ထဲမှာဒါဝိပြောထားတဲ့ရာနော်ဖယားသခင်ကိုသူဘယ်လိုရှာလဲဆိုရင်ကြိုးစားပြီးတော့မှရှာတာဖြစ်တယ်မိတ်ဆွေကြိုးစားတယ်ဆိုတာကခက်နေလို့ကျွန်တော်တို့ကြိုးစားရတာဖြစ်တယ်တင်စာမီပွဲ10တန်းဖြီမယ်နော်ဥပမာတင်10တန်းဖြီမယ်ဆိုလို့ရှင်ညမှာအေးစေးအိပ်ပျော်ပြီးတော့မှမနေ့ပြန်မှာဖြီမယ်ဆိုရင်တင်ဘယ်လိုဖြစ်မှာလဲတေချာပေါက်ကတော့နော်ကြမှာဖြစ်တယ်အဲ့ဒီအတိုင်းပဲเนาะကျမတို့ရဲ့အသက်တာမှာစူးစားတယ်ဆိုတဲ့အရာကခက်လို့ဖြစ်တယ်စူးစားတယ်ဆိုတဲ့အရာကတန်မိုးရှိလို့ဖြစ်တယ်ဒါကြောင့်ဒီညမှာဖခင်ကိုစူးစားပြီးရှာတယ်ဆိုရင်ဖခင်ကတင့်ကိုတွေ့ခါမှာဖြစ်တယ်ဟာလေလုယာဒါဝိဒ်ကဖခင်ကိုစူးစားပြီးတော့မှရှာတယ်သူ့ရဲ့ခန္ဓာကိုယ်ကနော်ဒါဖယားကိုပဲသူကတောင်းတတယ်ဆာငတ်နေတယ်တနေ့ကျွန်မတို့ဘာတွေဆာငတ်နေလဲဒါဝိဒ်ကဲ့သို့ဖယားကိုဆာငတ်ကြရအောင်ဟာလေလုယာဒါဝိဒ်ကဲ့သို့ကျွန်မတို့ဖယားကိုရှာရအောင်ဒီအသင်းတော်ကိုဖယားသခင်ကသူ့ကိုပိုရှာစီခြင်းတယ်ဘာကြောင့်လဲဆိုတော့သူထပ်ပြီးကောင်းချီးပေးခြင်းသေးတာဖြစ်တယ်မိတ်ဆွေသင်ဘဝမှာဖယားကဒီထက်ပိုပြီးကောင်းချီးပေးခြင်းသေးတယ်သင်ဘဝကိုဒီလောက်နဲ့ပဲမရက်တန်းစေခြင်းမို့ဒီထက်မှာကဖယားကသင်ကိုပိုချီးမြှောက်အောင်မယ်ဒီဇင်ဘာလ31ရက်နေ့ရောက်တဲ့အခါမှာသင်ကျေးဇူးတော်ချီးမွမ်းခြင်းနဲ့ဘုရားသခင်ကကိုပို့ဆောင်ပေးတဲ့အကြောင်းတွေသင်ကျေးဇူးတော်ချီးမွမ်းခြင်းနဲ့ဆိုရင်အခုကလေးကသင်ဘုရားကိုရှာပါဟာလေလုယာအခုကလေးကသင်ဘုရားရဲ့မျက်နာကိုငါမရမချင်းရှာမယ်ဘုရားရဲ့အတန်တော်မကြားမချင်းငါရှာမယ်အဲ့ဒီနှလုံးသားနဲ့ဘုရားကိုရှာပါဟာလေလုယာဒါဝိဒ်ရဲ့တက်တာမှာကြီးလိုက်တဲ့အခါမှာသူဘယင်နေရာရောက်တဲ့ချိန်မှာလဲကားခုံပြီးချီးမွမ်းနေရတဲ့အရာကိုကျမတို့မတွေ့ရဘူးတဆင်ပြီးတဆင်ဖယားတခင်ကသူ့ကိုချီးမြှောက်တယ်ယူဒဘယင်နေရာမှာထားတယ်ဣတိလလူမျိုးတွေအားလုံးရဲ့ဘယင်နေရာမှာထားတယ်အဲ့ဒီအချိန်မှာလဲသူဂျေဇုတော်ချီးမွမ်းတဲ့ရာကိုအလောက်မတွေ့ရဘူးဒါပေမဲ့တနေ့မှာဒါဝိဒ်ကသူ့အင်ဂျီတွေပါကျွတ်ကြတဲ့အထိကားတဲ့အချိန်ရှိတယ်အဲ့ဒီအချိန်ကဘယ်အချိန်မှာလဲဆိုလို့ရှိရင်ဖယားတခင်ရဲ့တစ်တာတော်ဒါဝိဒ်ရဲ့မြို့တော်ထဲမှာတဲလာတယ်ဆိုရက်တည်င်းကိုသူကြားတဲ့အခါမှာသူဘာလုပ်လဲဆိုရင်အင်ဂျီတွေနော်အကုန်လုံးကျွတ်ကြတဲ့အထိတောင်မှဖယားတခင်ရဲ့ရှေ့မှာကခုံချီးမွမ်းနေတာဖြစ်တယ်ဟာလေလုယာဒါဆိုရင်ဒါဝိဒ်ကဘာကြောင့်အဲ့လောက်ထိအဲ့ဒီပဋိညာဉ်တစ်တာကိုတန်ဖိုးထားရတာလဲအဲ့ဒီပဋိညာဉ်တစ်တာဆိုတာကဖယားတခင်မျက်မှောက်တော်ဖြစ်တယ်ဟာလေလုယာအဲ့ဒီပဋိညာဉ်တစ်တာသူနဲ့အတူတူရှိတယ်ဆိုတာကဖယားရဲ့မျက်မှောက်တော်သူနဲ့အတူတူရှိတာနဲ့အတူတူပဲဖြစ်တယ်ဟာလေလုယာဒါကြောင့်ဒါဝိဒ်ကသိတယ်ဘာကြောင့်အဲ့လောက်ထိသူကကားခုံချီးမွမ်းနေရတာလဲအဲ့ဒီမျက်မှောက်တော်နဲ့သူအတူရှိတဲ့အခါမှာသူရန်သူတွေကသူ့ကိုအနိုင်ယူလို့မရဘူးဖြစ်တယ်ဟာလေလုယာသူရန်သူတွေကိုသူဘာကြောင့်အနိုင်ယူရတာလဲဆိုတဲ့အကြောင်းရင်းကအဲ့ဒီမျက်မှောက်တော်ကြောင့်ဖြစ်တယ်ဟာလေလုယာဖယားဒါဝိဒ်ကအဲ့ဒီအကြောင်းကိုသူကောင်းကောင်းသိတဲ့အခါမှာဘယင်နေရာမှာချီးမြှောက်တဲ့ဖယားကလည်းအဲ့ဒီမျက်မှောက်တော်ကြောင့်ပဲဖြစ်တယ်ဆိုတာဒါဝိဒ်ကောင်းကောင်းသိတယ်ဒါကြောင့်အဲ့ဒီအရာကိုသူသိတဲ့အခါမှာသူရန်တံဖိုးထားတယ်သူကခုံချီးမွမ်းတယ်သူမိန်းမတော်မှသူ့ကိုကဲရဲတယ်ဘလို့ကဲရဲလဲရှင်မယံဖြစ်ပြီးတော့မှရှက်စရာအရန်ကောင်းတယ်အဲ့လောက်ထိတောင်မှသူ့မိန်းမတော့တခြားလူတွေမဟုတ်ဘူးသူ့မိန်းမတောင်မှသူ့ကိုကဲရဲတယ်ဒါပေမဲ့သူဂယုံမဆိုင်ဘူးဖယားသခင်ကိုချီးမွမ်းတဲ့အခါမှာသူဘယ်သူ့ကိုမှဂယုံမဆိုင်ဘူးဟာလေလုယာတင်ဒီနေရာမှာမျက်မှောက်တော်တဲ့လာတဲ့အခါမှာလူတွေကိုမကြည့်ပါနဲ့အာမင်ဒီလူတွေကငါ့ကိုဘယ်လိုကြည့်မလဲဒီလူတွေကငါ့ကိုဘယ်လိုမြင်မလဲဘယ်လိုကဲရဲမလဲမိတ်ဆွေမကြောက်ပါနဲ့တင်ဖယားတကယ်ရှေ့မှာကခုံချီးမွမ်းနေတာဖြစ်တယ်ဟာလေလုယာတင်အာမင်ထိုးနေတဲ့အရာတွေတင်မကြောက်ပါနဲ့လူတွေကငါအတန်ကိုနော်တဟောလုံးကကြားမလားမစိုးရိမ်ပါနဲ့အာမင်ကြဲကြဲထိုးပါဟာလေလုယာဒီညမှာဖယားတခင်ကနော်တင်မရှက်ဘူးတင်ကိုကိုးကွယ်နေတဲ့ဖယားတခင်အတွက်တင်ဘာမှရှက်ကြောက်ခြင်းမရှိဘူးဆိုရင်ဖယားတခင်ကတင်ကိုဆုံးတော့နေရာမှာတင်ကိုချီးမြှောက်မှာဖြစ်တယ်ဟာလေလုယာတဲ့ကိုဒီလောက်ပဲမထားဘူးမိတ်ဆွေဒီညမှာတဲ့စင်နှလုံးသားကိုပြောင်းလဲပါတဲ့စင်နှလုံးသားမှာငါဒီလောက်ပဲမဟုတ်ဘူးငါလုံနိုင်သေးတယ်ဟာလေလုယာငါလုံနိုင်သေးတယ်ဆိုတဲ့နှလုံးသားတဲ့ထဲထဲမှာထည့်ထားပါအာမင်ကျမတို့ကဒီထက်ပိုလုံးမဲ့သူတွေဖြစ်တယ်ဒီထက်နိုးထမှုတွေကိုဦးဆောင်မဲ့သူတွေဖြစ်တယ်ကျမဒီမှာမြင်နေရတယ်လူအများကြီးထိုင်နေတယ်ဟာလေလုယာတင်ရတာမလူမဟုတ်ဘူးဖြစ်တယ်အာမင်တဲ့ဘေးနာလူတွေကိုပြောပါမိတ်ဆွေတင်ကတာမလူမဟုတ်ဘူး
တင်းနဲ့ကျွန်တော်ဟာတာမာလူတွေမဟုတ်ဘူးဖြစ်တယ်ဟာလေလုယာကြီးမြတ်တဲ့ပုံကူနဲ့တွေ့ရတာဝမ်းသာတယ်လို့ကျွန်တော်တို့ထပ်ပြောရအောင်ဟာလေလုယာဒါကြောင့်ဒီညမှာတင်းစိတ်နှလုံးသားကိုပြောင်းလဲပါမဆွေတင်းစိတ်နှလုံးသားထဲမှာပြောင်းလဲလိုက်တဲ့အခါမှာဖယားသခင်ကတင်းအထဲမှာနေရာယူလာမှာဖြစ်တယ်တင်းရဲ့အထဲထဲမှာတင်းရဲ့ဘဝတစ်ခုလုံးကိုငါဖယားအတွက်ပေးကြည့်မယ်ဘယ်လိုအချင်းဒီပဲရောက်ငါဖယားအတွက်စက်ကကြည့်မယ်တဲ့အဲ့ဒီဆုံးဖြတ်ချက်တစ်ခုနဲ့ဒီညမှာချပါအဲ့ဒီဆုံးဖြတ်ချက်ကတဲ့ဘဝတစ်ခုလုံးကိုပြောင်းလဲပေးမှာဖြစ်တယ်ဟာလေလုယာကျွန်မဖယားသခင်ကိုအရင်ကျေးဇူးတော်လဲချီးမွမ်းတယ်ကျွန်မဘယ်ရာနဲ့မှဖယားကိုမလဲနိုင်ဘူးကျွန်မဖယားကိုပဲဦးစားပေးတယ်အဲ့လိုပြောလို့ကျွန်မလုံနိုင်တယ်လို့ကျွန်မမဆိုလို့ဘူးဒါပေမဲ့ကျွန်မသိတယ်အဲ့ဒီမျက်မှောက်တော်ကအဲ့ဒီမျက်မှောက်တော်ထဲမှာကျွန်မစိန်နာပူများတဲ့အခါမှာအစားအသောက်တွေထက်တောင်မှကျွန်မပူပြီးတော့မှအဲ့ဒီမျက်မှောက်တော်ကိုကျွန်မပူဆွဲလန်းတယ်ကျွန်မရက်ပေါင်းတစ်ခါတည်းကျန်20ရက်လုံးကျွန်မအစားအသောက်မစားဘဲနဲ့ကျွန်မဆာရှောင်ပြီးကျွန်မဖခင်ကိုရှာတယ်။ဘာကြောင့်လဲဆိုတော့ကျွန်မအဲ့ဒီထဲမှာပျော်မွေ့တာဟာလေလုယာဖခင်ရဲ့နှုတ်ကပတ်တော်ကျွန်မကြားတဲ့အခါမှာကျွန်မရဲ့ဘဝမှာတခါမှမကြားဖူးတဲ့အရာတွေကျွန်မရဲ့ထဲမှာဖခင်ကဖွင့်ပြလာတယ်ဆိုတဲ့အရာကိုကျွန်မကြားတဲ့အခါမှာအထဲထဲမှာပူပြီးချိုမိန်လာတာဖြစ်တယ်။ဟာလေလုယာအဲ့ဒီတိုင်းဒီညမှာဆုံးဖြတ်ပါမိတ်ဆွေတဲ့ဘဝလုံးဝထိုးချပြောင်းလဲမှာဖြစ်တယ်ကျမတို့တွေလည်းဟုတ်ပါတယ်တာမန်လူတွေပါပဲဘာမှမဟုတ်ဘူးအကုန်လုံးတော့အတူတူပဲဒါပေမဲ့တင်းရအထဲမှာဖယားကနေရာယူလာတဲ့အခါမှာတင်းရအထဲမှာဝိညာဉ်တော်ကနေရာယူလာတဲ့အခါမှာလူတွေကတင့်ကိုတာမန်လူလို့ဆက်ဆံမှာမဟုတ်တော့ဘူးအာမင်လူတွေကတင့်ကိုမြင်တဲ့အခါမှာတာမန်လူမြင်မှာမဟုတ်တော့ဘူးဘာကြောင့်လဲဆိုတော့တင်းရအထဲမှာကြီးမြတ်တဲ့ပုဂ္ဂိုလ်ရှိလို့ဖြစ်တယ်ဟာလေလုယာတင်းရအထဲမှာကြီးမြတ်တဲ့ဖယားကနေရာယူတဲ့အခါမှာလူတွေကလည်းတင့်ကိုလေးစားလာမှာဖြစ်တယ်လူတွေကလည်းတင်းနဲ့ပေါင်းနေဆိုရင်ပျော်မွေ့လာမှာဖြစ်တယ်တမတ်တရလိုက်ပြီဆိုရင်လူတွေကဖယားရဲ့မျက်မှောက်တော်ကိုခံစားလာမှာဖြစ်တယ်ဟာလေလုယာအဲ့ဒီအတိုင်းတင်ဒီညမှာဆက်ကပ်ပါတင်းနှလုံးသားကိုဖယားကိုပေးကြည့်ပါအာမင်ကျွန်မဖျားပြီးတခုခုဖြစ်ပြီးဆိုရင်ကျွန်မအမေစီမှာပြောတယ်ညတကောင်မှာတော့မှအမေနေမကောင်းဘူးဖျားเจ้าသွားမယ်ဖျားစီမှာဆူတောင်းမယ်ဖျားเจ้าသွားမယ်ဆိုရင်ကျွန်မကြမ်းပါမယ်ကျွန်မငယ်လေးကအဲ့လိုအမေစီမှာပြောခဲ့တာဖြစ်တယ်ဘာကြောင့်လဲဆိုတော့အဲ့ဒီမျက်မှောက်တော်ကကျွန်မအမေကဘဲသွားဖျားเจ้าသွားတယ်ကျွန်မအငယ်ဆုံးဖြစ်တော့သွားခေါ်သွားတယ်သူတို့ကနော် gospel တွေတွားတယ်ဆိုလို့ရှိရင်ကျမကိုခေါ်သွားတယ်အဲ့ချိန်မှာကျမမတိပဲနဲ့ကျမအထက်ထဲမှာအဲ့ဒီဝိညာဉ်တော်ကနေရာယူလာတယ်နေရာယူလာတာများတဲ့အခါမှာကျမကြည်လာလေကျမမိဘဆိုတာလဲအာမကိုးတော့ဘူးအဲ့လိုပြောတော့ကျမမိဘမကောင်းလို့မဟုတ်ဘူးကျမလောကကြီးမှာဘသူကိုမှအာမကိုးဖယားကလွဲရင်ဘသူကမှကျမဘဝကိုမချီးမြှောက်ပေးနိုင်ဘူးဘသူကမှကျမဘဝကိုမပြောင်းလဲပေးနိုင်ဘူးဆိုတာကျမသိတယ်ဒါကြောင့်ကျမဖယားကိုပဲအားကိုးတယ်ဟာလေလုယာငါကလွဲလို့နော်ကျမတို့အားကိုးစရာကဘာကြီးမှလည်းမရှိဘူးအခုမလေးရှားမှာကျမတို့နေတဲ့အခါမှာတင်မိဘကိုအားကိုးတယ်တင်းရဲ့တစုံတယောက်ကိုအားကိုးတယ်ဆိုလို့ရှင်နော်တင်ကဘာမှမရှိဘဲနဲ့အပြင်ထွက်တယ်အဲ့ဒီအချိန်ကျရင်ရဲတွေနဲ့တွေ့ဒါမှမဟုတ်ရင်ဓမြတွေနဲ့တွေ့အဲ့ဒီအချိန်မှာသူတို့လည်းမကူညီပေးနိုင်ဘူးဘသူကမှတင်းရဲ့ဘေးနားမှာတသက်လုံးထာဝရရှိပေးတဲ့သူမရှိဘူးဖယားသခင်ကလွဲရင်ဟာလေလုယာဒါမဲ့တဲ့ဖယားသခင်ကိုနော်ဆာငတ်တဲ့ဖယားသခင်ကိုပဲအားကိုးရဆိုရင် तू အချိန်တိုင်းမှာတင်တဲ့အတူရှိတာဖြစ်တယ်ဟာလေလုယာတဲ့အဲ့ပျော်နေတဲ့ချိန်မှာတော့မှ तू အတင်ဘေးနားမှာအတူရှိနေတယ်အာမင်တဲ့ဘယ်ပဲ तू ဘာပဲလုပ်လို့အဲ့ဝိညာဉ်တော်ကတင်တဲ့အတူရှိတာဖြစ်တယ်ဟာလေလုယာဒီညမှာကျွန်တော်အဲ့ဒီဖယားကိုရှာရအောင်ဖယားသခင်ဒီညဟာကျွန်တော်ကိုအတွေ့ခံမှာကိုရောနဲ့အတွေ့ချင်းတယ်ကျွန်တော်ပဲဘဝမှာပြောင်းလဲမှုတွေမြင်တွေ့ချင်းတယ်ဆိုပြီးကျွန်တော်တို့ဒီညမှာဆက်ကပ်ရအောင်ဟာလေလုယာမကြမ်းမာတဲ့သူတွေကိုဘုရားသခင်ကြမ်းမာခြင်းပေးမှာဖြစ်တယ်အာမင်ဒီညမှာသင်ရဲ့နှလုံးသားထဲမှာနာကျင်နေရတဲ့အရာနာကြီးနေရတဲ့အရာတွေရှိတယ်ဆိုရင်တော့မှဖျားသခင်ကကုသပေးမှာဖြစ်တယ်ဟာလေလုယာလောကကြီးဆိုတာကကျွန်တော်တို့သိတဲ့အတိုင်းပဲနော်အမြဲတမ်းတော့စင်ပြေတယ်ဆိုတာတော့မရှိပါဘူးဒါပေမဲ့တင်ဘယ်လိုအချင်းတွေပဲရောက်ဖယားသခင်သာတင်းနဲ့အတူတူရှိတယ်ဆိုရင်တင်ဘဝပြောင်းလဲမှာဖြစ်တယ်တင်းလောအတူတကွမတ်တရပြီးတော့မှခုနတချင်းလေးနဲ့ကျွန်တော်တို့ဆက်ကကြရအောင်မိတ်ဆွေကျွန်မဒီနေ့မှာဖိတ်ခေါ်ခြင်းနဲ့တင်းရဲ့ဘဝမှာဒီလူပုံစံနဲ့ပဲမနေခြင်းဘူးငါဒီထက်ပိုသွားခြင်းနဲ့မြင့်မားတဲ့နေရာမှာသွားခြင်းနဲ့ဘုရားသခင်ကျွန်တော်ကိုပို့ဆောင်ပါဘုရားသခင်ကျွန်တော်ကိုပိုကောင်းတဲ့နေရာကိုပို့ပါကျွန်တော်ဘဝပြောင်းလဲခြင်းနဲ့ဒီပုံစံနဲ့ပဲမနေချင်တော့ဘူးဝိညာဉ်တော်ကျွန်တော်ဘဝတစ်ခုလုံးကို surrender လုပ်တယ်ဆိုတဲ့သူတွေပေါ့နော်
ကျမဖိတ်ခေါ်ခြင်းနဲ့အရှိကိုလာပါတဲ့မရှက်ပါနဲ့ကျမတို့ဖခင်ရှိမှကိုးကွယ်နေတာဖြစ်တယ်ဟာလေလုယာတဲ့ဘဝဖခင်သခင်ထိုးချပေးမှာဖြစ်တယ်ဖခင်သခင်ပြောင်းလဲပေးမှာဖြစ်တယ်အာမင်ကျမတို့အတူတကွဒီတခြင်းနဲ့ဆက်ကကြရအောင်